ပကံခက်ကပျောက်ဆုံးသွားတဲ့ရွှေနန်းတော်ကြီးအခုဘိမှာလဲရာဇဝင်ကျမ်းတွေထဲမှာပဲရှိခဲ့တဲ့ဒီနန်းတော်ကြီးကတကယ်တော့မြေအောက်မှာရှိနေတာလားပကံခက်ရဲ့ဘုံမီနီလာတောက်ပါခဲ့တဲ့အချိန်မှာရွှေတောင်ကြီးတစ်ခုလိုဝင်းဝါနေခဲ့တဲ့အနော်ယထာမင်းကြီးရဲ့နန်းတော်ကြီးဟာအခုဘေးရောက်သွားပြီလေဒီနေ့မှာတော့ကျွန်တော်တို့ထူတာချန်နယ်ကနေပကံရဲ့အကြီးမားဆုံးလှုပ်ဝက်ချက်တစ်ခုကိုဖော်ထုတ်ပေးသွားမှာပါမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ထူတာချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပကံလို့ပြောလိုက်ရင်လူတိုင်းကဖျားပထိုးတွေကိုပဲပြင်းမြင်ကြမှာပါဒါပေမဲ့အဲ့ဒီဖျားတွေချားမှာရှင်ဘရင်တွေစံမြန်းခဲ့တဲ့ရွှေအစ်စ်တွေနဲ့မွဲမန်းထားတဲ့နန်းတော်ကြီးတွေရှိခဲ့တယ်ဆိုတာကိုရောသင်သိပါသလားAD 9ရာစုကနေ73ရာစုအထိနှစ်ပေါင်း400ကျော်ကမ္ဘာအလယ်မှာထေဝါရပ်တည်ခဲ့တဲ့ပကံအင်ပါယာကြီးမှာဖျားပေါင်းတောင်းနေချီရှိခဲ့တယ်လို့ခမ်းနားလာတဲ့နန်းတော်ကြီးတွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီနန်းတော်ကြီးတွေဟာအခုအချိန်မှာဘာကြောင့်အစာအနတောင်ရှာမရအောင်ပျောက်ကွယ်နေရတာလဲထိုင်းမှတ်တမ်းတွေအရာအနော်ယထာမင်းကြီးတီဆောက်ခဲ့တဲ့အနုရာတပူရာနန်းတော်ကြီးဟာအလွန်ကိုခမ်းနားပါတယ်ကျွန်းတဲ့အကောင်းစားတွေနဲ့တီဆောက်ထားပြီးအမိုးတွေကိုရွှေပြားတွေနဲ့ကတ်ထားတယ်လို့ဆိုကြပါတယ်တရုတ်မှတ်တမ်းတွေမှာတော့ပကံနန်းတော်ရဲ့ရွှေရောင်တောက်ပမှုဟာမျက်စိကျိန်းမတက်ဖြစ်ရတယ်လို့ရည်သားခဲ့ကြပါတယ်ဒါပေမဲ့ဒီနေရာမှာမေးစရာရှိလာတာကကြောက်စာတွေနဲ့ဖျားတွေကဒီနေ့အထိခိုင်ခိုင်မာမာရှိနေချိန်မှာဘာကြောင့်နန်းတော်ကြီးတွေကတော့ပြိုပြတ်သွားရတာလဲဒါစစ်ပွဲတွေကြောင့်လားဒါမှမဟုတ်တဘာဝဘီအန်ဒီရေတွေကြောင့်လားအပြေကတော့ရိုးရှင်းပါတယ်ပကံခေတ်မှာဖျားပထိုးတွေကိုပဲအုပ်ကြောက်တွေနဲ့တီဆောက်ခွင့်ရှိပြီးလူနေအိမ်တွေနဲ့နန်းတော်တွေကိုတော့တစ်သားနဲ့ပဲတီဆောက်ရမယ်ဆိုတဲ့ဓလေ့ရှိခဲ့ပါတယ်ဒါကြောင့်နှစ်ပေါင်း800ကျော်ကြာလာတဲ့အခါမှာတစ်သားနန်းတော်ကြီးတွေဟာဆွေးမြစ်ပျက်စီးသွားခဲ့ရတာပါဒါပေမဲ့အဲ့ဒီနန်းတော်ကြီးတွေရဲ့အုံမြစ်တွေကတော့မြေအောက်မှာရှိနေစေပါ2003ခုနှစ်မှာအနော်ယထာမင်းကြီးရဲ့နန်းတော်ဟောင်းနေရာကိုတူးဖော်ခဲ့ကြပါတယ်အဲ့ဒီမှာတွေ့ရှိခဲ့ရတဲ့အထောက်အထားတွေကသမိုင်းပညာရှင်တွေကိုအံ့အားသင့်စေခဲ့ပါတယ်တူးဖော်မှုတွေအရနန်းတော်ရာဟာတာရပါတကားရဲ့အနောက်ဘက်အခုလက်ရှိရွှေကူးကြီးဖျားရဲ့မြောက်ဘက်နားမှာရှိခဲ့တာပါမြေအောင်9ပေကနေ10ပေအကွာမှာရှေးဟောင်းအုပ်ရိုးတွေတိုင်ချီတွေနဲ့အိုးချမ်းပေတွေကိုတွေ့ရှိခဲ့ရပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာအကောင်းဆုံးကတော့အဲ့ဒီနေရာမှာတင်မဟုတ်ပဲပကံရဲ့တခြားနေရာတွေမှာလည်းမြေအောက်နန်းတော်ဟောင်းတွေရှိနေနိုင်သေးတယ်လို့ယူဆရတာပါဥပမာကျန်းစစ်သားမင်းကြီးရဲ့နန်းတော်ဟာလည်းအခုလက်ရှိမြေပြင်အောက်မှာမြုပ်လန့်ခံထားရဆဲဖြစ်နိုင်ပါတယ်ရာဇဝင်ထဲမှာတော့နန်းတော်ကြီးတွေပျက်စီးသွားချိန်မှာရွှေတွေယတနာတွေကိုမြည်မြုပ်ခဲ့ကြတယ်လို့ဆိုကြပါတယ်ဒါပေမဲ့သမိုင်းပညာရှင်တွေအတွက်တော့အဲ့ဒီရွှေတွေထက်ပူတန်ဖို့ရှိတာကအဲ့ဒီခေတ်ကယဉ်ကျေးမှုအထောက်အထားတွေပါ2025ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးအပြီးမှာမြေအောက်ကနေထူးဆန်းတဲ့အုပ်ရိုးဟောင်းတွေထပ်မံပေါ်ထွက်လာခဲ့ပါတယ်ဒါကျွန်တော်တို့ရှာဖွေနေတဲ့ပျောက်ဆုံးနေတဲ့နန်းတော်ကြီးရဲ့အစိတ်အပိုင်းတွေဖြစ်နိုင်မလားသင်ရောဘလို့ထင်တယ်လဲပကံရဲ့မြေအောက်မှာကျွန်တော်တို့မသိသေးတဲ့လှိဝက်ချက်တွေဘလောက်တောင်ကြံနေဦးမလဲဒီဗီဒီယိုကိုစိတ်ဝင်စားတယ်ဆိုရင် like လုပ်ပေးဖို့မမေ့ပါနဲ့ဦးနောက်ထပ်လည်းမြမသမိုင်းနဲ့ကမ္ဘာဗဟုသုတထူးဆန်းတာတွေကိုသိချင်တယ်ဆိုရင်ထူတာ channel ကို subscribe လုပ်ထားလိုက်ပါသင်သိချင်တဲ့အကြောင်းအရာတွေကိုလည်း comment မှာရေးခဲ့နိုင်ပါတယ်ခင်ဗျာပကံရဲ့မြေပြင်အောက်မှာဖြုတ်နှံထားတဲ့အမှန်တရားတွေဟာတနည်းမှာတော့အလင်းပေါ်ရောက်လာမှာပါအဲ့ဒီအချိန်အထိတော့ပကံဟာကျွန်တော်တို့အတွက်ထာဝရလှိဝက်ချက်တစ်ခုဖြစ်နေအောင်ပါကြည့်စုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်